အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကိုချမ်းပါဆိုတော့ဒီဆမ်မာကားလေးရပေါ့နော်ကျွန်တော်ဒါလွန်ခဲ့တဲ့2ရက်ကဝယ်ထားတာပေါ့နော်ဆိုတော့ကျွန်တော်လိုမျိုးဆမ်မာကားတွေကိုစီးရတာမောင်းရတာလုံးဝကြိုက်တယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေပေါ့နော်ဒီလိုမျိုးဆမ်မာကားတွေဝယ်တော့မယ်ဆိုလို့ရှိရင်ဘာလေးတွေကိုသတိထားရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးမယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဆမ်မာကားတွေကစီးလို့ကောင်းတယ်မောင်းလို့ကောင်းတယ်ဆိုပေမဲ့လည်းဒီကောင်လေးတွေမှာအထူးတလဲသတိထားမယ်နေရာအစိပ်ပိုင်းတွေအများကြီးပါလို့ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုမသိဘဲနဲ့ကိုကဝယ်မိရဆိုလို့ရှိရင်ကိုပြန်ရောက်တဲ့အခါမှာဒီပေါ့နော်တိမ်မောင်းများသွားဆုံးရှုံးနိုင်တယ်နောက်တစ်ခုပေါ့နော်ကညနာနဲ့လေကျွန်တော်တို့ပေါ့နော်စကားတွေအများကြီးပြောတာမျိုးလေးတွေဖြစ်မှာဆိုလို့ကျွန်တော်မိတ်ဆွေတွေဒီလိုမျိုးဆမ်မာကားကိုဝယ်ရမယ်ဆိုလို့ရှိရင်ဘယ်အရာလေးတွေကအရေးကြီးတယ်ဗာလေးတွေကိုသတိထားသင့်လဲပြီးတော့ဒီကားလေးကိုလည်းကျွန်တော်ဘာလို့ဝယ်တာလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုလည်းကျွန်တော်ရှင်းပြပေးသွားမယ်နော်ဒီလိုမျိုးပေါ့နော်ဆမ်မာကားတွေကိုဝယ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေမမေ့မလျော့ပဲလုံးဝစစ်ကိုစစ်တဲ့နေရာလေးတွေရှိရပေါ့နော်အဲ့ဒါပထမဦးဆုံးအနေနဲ့ဗာနေရာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကဝိုင်တန်းဖြစ်ပါတယ်ပေါ့နော်ဒီအောက်မှာသူကဒီဝိုင်တန်းလေးရှိရပေါ့နော်ဒီဝိုင်တန်းတွေကိုကျွန်တော်မိတ်ဆွေတွေမဖြစ်မနေစစ်ဖို့လိုပါတယ်ဒီဆမ်မာကားဒီမှာဆိုလို့ရှိရင်ဒီအောက်ကဝိုင်တန်းပေါ့နော်ဒီမှာလည်းရှိရဟိုဘက်ချက်မှာလည်းရှိရပေါ့နော်အောက်မှာဝိုင်ပုံစံဝိုင်တန်းလေးရှိပါတယ်ပေါ့နော်အဲ့ကောင်လေးတွေကအရန်ဆွေးတယ်အရန်ပြက်တယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကအဲ့ဒီဝိုင်တန်းလေးတွေကောင်းမကောင်းဆိုတာကိုပထမဦးစားပေးအနေနဲ့ပေါ့နော်တတိချက်ချလေးစစ်တင်ပါတယ်ပေါ့နော်ကဲဒါလေးတွေအားလုံးကောင်းသွားပြီဆိုလို့ရှိရင်နောက်တစ်နေရာကတော့ကျွန်တော်တို့ frame ပေါ့နော် frame ကချက်စီကိုတတိချက်ချလေးစစ်ဖို့လိုပါတယ်ခင်ဗျာဒီမှာ frame chassis ပေါ့နော်ဒီ frame chassis ပေါ့နော်ဒီ frame chassis ကိုကျွန်တော်ကဘာလို့ queue ဆိုင်ပြီးစစ်ခိုင်းတာလဲဆိုလို့ရှိရင်သူက frame ပေါ်မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် chassis ကအခြေမီ၍ကျွန်တော်တို့ပြတ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ chassis တစ်လုံးပြတ်သွားပြီဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေကကားတနာနဲ့စကားပြောရမယ်အခက်မတင်ကျွန်တော်တို့ W တွေပါတယ်အထုခံရနိုင်တယ်ပေါ့နော်အဲ့တော့ကိုပဲတဲ့ကားတစ်စီးဟာ chassis ပေါ်မပေါ် chassis မှန်မှန် chassis တွေကောင်းမကောင်းဆိုတာကိုလည်းသေချာလေးစစ်ဖို့လိုပါတယ်နောက်တစ်ခုကတော့ဒီကားရဲ့ပေါ့နော်ခါးဆက်ပါခင်ဗျာဒီခါးပေါ့ကျွန်တော်အောက်ကနေဝင်ကြည့်မယ်ဆိုလို့ရှိရင်ဒီဆမ်မရဲ့ခါးဆက်ကိုမြင်ရတယ်ပေါ့နော်ခါးဆက်တွေအဆင်ပြေလားဆွေးလားဆိုတာလေးကိုလည်းသေချာလေးစစ်ဖို့လိုပါတယ်ပေါ့နော်ဒါလေးတွေအားလုံးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဆမ်မကားရဲ့ခြေနှင်းခြေကြလေးတွေကိုလည်းကြည့်ဖို့လိုပါတယ်နော်ဒီကောင်အခုကျွန်တော်ပြပေးတဲ့ကားလေးကဒီကောင်ကတော့ကျွန်တော်original ပေါ့နော်ခြေနှင်းခြေကြအတိုင်းလေးရှိရပါတော့တခါတလေဒီလိုပုံစံမျိုးလေးတွေပေါ့နော်ဒီလိုပုံစံမျိုးလေးမဲနေလို့ပေါ့နော်တန်ကြီးလေးနည်းနည်းပါးရှိနေလို့တချို့မှုတ်တာမျိုးတွေလည်းရှိရပေါ့နော်ဒါမျိုးလေးတွေကပြဿနာမရှိဘူးဆိုပေမဲ့လည်းပေါ့နော်အခုလိုမျိုး original ချိတ်ပေါ့နော် original ချိတ်ဒီမပြတ်မရွေးရှိနေရဆိုလို့ရှိရင်တော့အကောင်းဆုံးပါပဲခင်ဗျာနောက်တစ်ခုကတော့ဆမ်မာကားကိုဝယ်မယ်ဆိုလို့ရှိရင်ဒီချိတ်လေးတွေကိုတတိထားသင့်ပါတယ်နော်ဒီချိတ်လေးကိုတတိထားသင့်ပါတယ်နော်ဆမ်မာကားတွေမှာဒီလို sporty အလိုင်းလေးရှိရပေါ့နော်ဒီလို sporty လေးတွေအများကြီးရှိတယ် sporty လေးတွေဒီလို sporty လေးတွေအများကြီးရှိရတဲ့မှာလို့နော်ဒီဘက်နဲ့ဟိုဘက်က sporty လေးတွေအများကြီးရှိရတဲ့မှာဒီနေရာဒီချိတ်လေးတွေကတော်တော်သတိထားရတယ်ပေါ့နော်ကျွန်တော်တို့ကကားတစ်စီးကိုဖြတ်တော့မယ်ဆိုလို့ရှိရင်ဒီနေရာကနေဖြတ်တာများတယ်ပေါ့နော်ဒီနေရာကနေဖြတ်တယ်ကျွန်တော်တို့ဒီဘက်ဒီခါးလောက်ကနေကျွန်တော်တို့ပိုင်းတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဖြတ်ရုံမဟုတ်ဘဲနေပေါ့နော်ခေါင်ပြီးတော့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ခွာကတ်လောက်ကြမျိုးရှိပေါ့နော်ခွာကတ်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီချိတ်လေးပေါ့နော်အဓိကဒီချိတ်လေးပေါ့နော်အဓိကဒီချိတ်လေးကိုတို့ကခွာကြတာပေါ့နော်ဒီချိတ်လေးကိုခွာတယ်ပြီးဒီဘက်မှာလည်းချိတ်ရှိသေးတယ်နော်ဒီဘက်မှာလည်း sporty နဲ့ဒီချိတ်လေးကိုတို့ကရအောင်ခွာပြီးတော့ဒီအပေါ်ရန်အလွှာအချက်လိုက်ကိုလဲလိုက်တာမျိုးရှိရပေါ့နော်အဲ့လိုမျိုးလဲလိုက်ပြီဆိုလို့ရှိရင်ဒီချိတ်လေးကအခုလိုမျိုးမလှတော့ဘူးပေါ့နော်အခုလိုမျိုးမလှတော့ဘူးဒီဘက်ချိတ်လေးဆိုလို့ရှိရင်အခုလိုမျိုးမလှတော့ဘူးပေါ့နော်ဒါလေးတွေကကျွန်တော်မိတ်ဆွေတွေဟိုဘက်ကောဒီဘက်ကောတေချာလေးစစ်တင်တယ်အတွင်းဘက်မှာဆိုလို့ရှိရင်လည်းအခုလိုမျိုးပေါ့နော်ဒီလိုအထက်လေးရှိရပေါ့နော်ကျွန်တော်ပြပေးမယ်ဒီမှာအထက်လေးရှိရပေါ့နော်ဒီအထက်လေးကိုလည်းတေချာစစ်ဖို့လိုတယ်ပေါ့နော်ဒီအထက်လေးနဲ့မှန်မှန်ကောင်းမကောင်းကျွန်တော်တေချာစစ်ဖို့လိုတယ်ပေါ့နော်ဒါမျိုးလေးကိုတေချာမစစ်မိလို့ပေါ့နော်ကိုကခွာကတ်တူနော်ဖြတ်ဆက်တို့ဘာလို့ကြုံသွားရဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေတမိုးအဖြစ်မနှဲပါဘူးပေါ့နော်အဆုံးရှုံးမှုအရင်များပါလိမ့်မယ်နော်ဒီချိတ်လေးတွေပေါ့နော်ဒီချိတ်လေးတွေကကျွန်တော်တို့ဂျပန်ကအလကားပိတ်ပြလိုက်တာမဟုတ်ပါဘူးနော်ဒီချိတ်လေးတွေကကျွန်တော်တို့ဒီအပေါ်ရဲ့အလွှာကိုခွာမှာဆိုလို့ကားကြတော့တန်ပြားတွေအထက်ထက်နဲ့လောက်တာနော်တန်ပြားတွေတစ်လွှာနှစ်လွှာအဲ့လိုမျိုးပေါ့နော်အထက်ထက်နဲ့ကျွန်တော်တို့တိဆောက်ထားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးတန်ပြားတွေကိုခွာမှာဆိုလို့ပေါ့နော်ခွာပြီးလဲမှာဆိုလို့ဒီလိုမျိုးချိတ်လေးတွေပိတ်ထားတာဖြစ်ပါတယ်အားကြောင့်မို့ကျွန်တော်တို့က all sport all ချိတ်ပါတဲ့ကား all sport all ချိတ်သူ့ရဲ့ငကိုတိုင်းရှိတဲ့ကားတွေကိုကျွန်တော်တို့ကတမိုးထားပြီးတော့ဝယ်တာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေရာလေးတွေကိုဟိုဘက်ကောဒီဘက်ကောတိတိကျကျလေးစစ်ဖို့လိုပါတယ်နော်ပြီးဒီနားချိတ်လေးတွေပေါ့နော်ဒီနားချိတ်လေးတွေမှန်ကျွန်တော်တို့ကအကုန်လုံးကိုစစ်ဖို့လိုပါတယ်ဒါကတော့ကျွန်တော်တို့ပေါ့နော်ဒီမဖြစ်မနေစစ်ကိုစစ်ထားတဲ့နဲ့ဒါကျွန်တော်တို့ပေါ့နော်ဒီဆမ်မာရူကားရဲ့အရေးကြီးတဲ့ဒီအစစ်နေရာလေးဖြစ်ပါတယ်နော်ဒီဝါရီဆိုလို့ရှိရင်ဆမ်မာရူကားတွေကကျွန်တော်တို့ပေါ့နော်တန်ဆိုလို့ရှိရင်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့aircon ၄ပေါက်နဲ့မလာပါဘူးပေါ့နော် aircon ပုံမှန်ဆိုလို့ရှိရင်ဒီကောင်လေး aircon 3ပေါက်နဲ့ပဲလာတယ်ပေါ့နော်ဒီလိုတစ်ပေါက်
နှစ်ပေါက်သုံးပေါက်နဲ့ပဲလာတယ်ဒါပေမဲ့ဒီကားတွေမှာ grade မြင့်သွားတာပေါ့နော်ကျွန်တော်တို့ဒီ AC ကားတွေမှာဆိုရှင် grade မြင့်သွားမယ်ကျွန်တော်တို့ပေါ့နော် super charger ဖြစ်သွားရဆိုလို့ရှိရင်ဟိုမှာ aircon လေးပါပေါ့နော် aircon လေးပတ်နဲ့ဖြစ်သွားမယ်ပြီးလို့ရှိရင် airbag နှလုံးပေါ့နော်ဒီအပေါ်မှာ airbag တစ်လုံးပါမယ်ဒီဘက်မှာ airbag တစ်လုံးပါမယ် airbag နှလုံးဖြစ်သွားမယ်နောက်ပြီးကျွန်တော်တို့ကစီတိုင်ကြီးကျိုးစဲပေါ့နော်ဒီမှာနော်စီတိုင်ကြီးရဆကျွန်တော်တို့ကျိုးစဲလေးဖြစ်သွားမယ်နော်စီတိုင်ကြီးကျိုးစဲရဖြစ်သွားမယ်ပြီးတော့ hand gear အမျိုးအစားနဲ့ဒီကောင်နဲ့ auto ဆိုလို့ရှိရင် hand gear အမျိုးအစားနဲ့လာတာပေါ့နော်ဒါလေးတွေကွာပြီးတော့လဲကျွန်တော်တို့ဈေးနှုန်းလေးတွေကွာတယ်ပေါ့နော်ဒီကားလေးရတယ်ဒါကျွန်တော်ဝယ်လာတာပေါ့နော်ဝယ်လာဆိုတော့ဒီကားလေးကိုကျွန်တော်ဘာလို့ဝယ်လာလဲဆိုတော့တိကျချက်ကတော့ဒီကားလေးကတော်တော်လေးချောလို့ပေါ့နော်အပြည့်အမြင်မှာဆိုလည်းတော်တော်လေးချောတယ်ဘာပဲစားမရှိဘူးပေါ့နော်တစည်းလုံးနီးပါးအော်ဈေးလို့ပြောလို့ရတယ်နောက်ပြီးတော့ model က2008ပေါ့နော်2008 model ဖြစ်တဲ့အတွက်ကြောင့်မို့လို့ model လည်းမြင့်တယ်ပြီးတော့7မြန်မာအန်ဆိုတော့ကျွန်တော်တို့နံပါတ်10လည်းမြင့်တယ်နောက်ပြီးတော့ဘကိုးလက်စင်းနဲ့လည်းရတာပေါ့နော်ဘကိုးလက်စင်းနဲ့ရတယ်ဆိုတော့ကျွန်တော်ကြိုက်လို့ဝယ်လာတာနောက်ပြီးတော့အတွင်းကမှာဆိုလို့ရှိရင်လည်းဒီကောင်ကဒီတော်တော်တက်ရရှိရနော်ဒီခုံလေးတွေအားစားတက်ရရှိတယ်ပြီးတော့ aircon 4ပေါက်ဖြစ်တယ်စီတိုင်ကြီးကျိုးဆွဲဖြစ်တယ်ကျွန်တော် super charger grade ပေါ့နော် super charger grade လာတာဆိုတော့ကျွန်တော်တို့သဘောကျလို့ဝယ်လာတာနောက်ပြီးအစိုးရပြုတက်ကြီးလုံးဝကင်းတယ်ကျွန်တော်ခုနပတ်တယ်လို့မျိုးပေါ့နော် sport ချိတ်လိုင်းနေအားလုံးမှန်တယ် all ချိတ် all sport အပြည့်နေပေါ့နော် all joy တော်တော်ကြံတဲ့ကားလေးမို့လို့ကျွန်တော်ဝယ်လာတာနောက်ပြီးတော့အမီပေါက်စီကလည်းဝယ်ခွင့်ရတာလည်းဖြစ်တယ်လို့ license လဲ2နှစ်အသစ်နဲ့ရတာမို့လို့ကျွန်တော်ဝယ်လာခဲ့တာပေါ့နော်ဆိုတော့ကျွန်တော်မိတ်ဆွေတွေကဒီကားလေးကိုလိုချင်တယ်ဆိုလို့ရှိရင်မရတော့ပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီကားလေးကရောင်းပြီးတော့ပါပြီခင်ဗျာဒီကားလေးကိုပေါ့နော်ကျွန်တော်လာပြရတဲ့အကြောင်းရင်းကကြတော့ပေါ့နော်အခုလိုမျိုးကျွန်တော်ဆမ်မာကားတွေကကျွန်တော်အဝယ်နေတယ်နေတဲ့ခါကျတော့ကျွန်တော်ဝယ်တဲ့အချိန်မှာပေါ့နော်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကဆမ်မာကားလေးဝယ်တဲ့အခါဘာတွေကိုသတိထားရမလဲဆိုတာလေးကိုမျှဝေပေးခြင်းလို့ကျွန်တော်ဗီဒီယိုလေးလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကားလေးကတော့မရှိတော့ပါဘူးခင်ဗျာနော်ဆိုတော့ကျွန်တော်စီမှာတခြားကားလေးတွေလိုချင်လို့ပေါ့နော်တခြားလုပ်ငန်းသုံးပစ်ကက်ကားနဲ့ပတ်သက်ပြီးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့099583293953ကိုဆက်သွယ်ပြီးတော့အသေးစိတ်မေးလို့ရပါတယ်ခင်ဗျာဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုချမ်းပါအားလုံးပဲတတာပါ